အရှိအလဲပိုင်းတိုက်ပွဲတွင်အီရန်ကအနိုင်ရသွားမှာလားပြည်သူကြီးအားလုံးမင်္ဂလာပါရှင်ဒီကနေ့ဒီဆက်ပေးမယ့်သတင်းကတော့စစ်ပွဲပုံမူကျပြန့်လာပြီးတော့စီးရေးစကားထောင်းလာတဲ့အရှိအလဲပိုင်းတိုက်ပွဲတွင်အီရန်နိုင်ငံကဗျူဟာသုံးပြီးအနိုင်ရရှိသွားမှာလားဆိုတာကိုတင်ပြပေးသွားမှာဖြစ်ပါတယ်အမေရိကန်နဲ့အစ္စရေးကိုပြန်တုတ်ပြန်မဲ့အီရန်ရဲ့မဟာဗျူဟာစစ်ပွဲကပုံမကျပြန့်အောင်လုပ်ပြီးစီးရေးစကားထောင်းအောင်လုပ်ပြီးအမေရိကန်ဒေါ်နယ်ထရန့်ထက်ပုံမကျန့်ကြအောင်တောက်ခံနိုင်ဖို့ဖြစ်တယ်လို့နယူးယောက်တိုင်းဌာနကဖော်ပြပါတယ်အမေရိကန်နဲ့အစ္စရေးရဲ့တာလွန်အင်အားကိုရင်ဆိုင်ရချိန်မှာအီရန်ကစစ်မြေပြင်ကိုဒေသတစ်ခုလုံးစီချဲ့ထွင်ဖို့ကြိုးစားနေပါတယ်အိန္ဒိယနိုင်ငံတွေရဲ့စွမ်းအင်အဆောက်အအုံတွေဟောင်ဆောင်ရေလက်ကြားနဲ့လေကြောင်းခရီးစဉ်တွေအစမပြေဖြစ်ပြီးတော့ကမ္ဘာစွမ်းအင်ဈေးနဲ့ငွေကြေးဖောင်းပွားမှုများမြင့်တက်လာစေဖို့ဒါအပြင်ရန်သူရဲ့ဈေးကြီးတဲ့ဒုံးခွေစနစ်ကိုကုန်ခန်းသွားစေဖို့ရည်ရွယ်ထားပါတယ်ဒီစစ်ပွဲကဒေတာနဲ့တက်လောင်ကိုစမ်းတက်တာပါဝါရှင်တန်အခြေစိုက်ကျွမ်းကျင်သူဗာလီနက်ဆာကဆိုပါတယ်တာလုံးတဲ့စစ်ပွဲတွေကိုရင်ဆိုင်ရချိန်မှာစစ်မြေပြင်ချက်စစ်ပွဲကိုရှုပ်ထွေးအောင်လုပ်ပြီးတော့ကမ္ဘာစီးပွားရေးကိုပါအန်တီရပေးဖို့ကသူတို့ရဲ့ဗျူဟာဖြစ်ပါတယ်လို့သုံးသပ်ပါတယ်နိုင်ငံတကာပြည်ပခါလေးလာရေးအဖွဲ့ ICG မှAlivarez က Trump နောက်ဆုတ်သွားအောင်အိန္ဒိချင်းတွေရဲ့ဆက်ဆံရေးနဲ့ပြတ်သွားရင်တောင်မှနာကျင်မှုတွေကိုတက်နိုင်တဲ့များဖြန့်ဝေဖြစ်ဖို့ကိုအီရန်ကကြိုးစားနေတာပါလို့ဆိုပါတယ်ဒီဗျူဟာကိုအချိုးမညီခံနိုင်ရရှိမှု estimates and Trump's လို့ခေါ်ပြီးကနဦးတိခိုက်မှုကိုလက်ခံပြီးအစ္စရေးအမေရိကန်နဲ့ပင်လယ်ကွေ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေအားနည်းလာချိန်မှာစစ်ရေးအရှိန်မြင့်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်အမေရိကန်မှာလွှတ်တော်ရွေးကောက်ပွဲရှိနေသလိုဒီစစ်ပွဲအပြီး MAGA အုပ်စုကလည်းတနည်းရှိနေချိန်မှာဒေါ်နယ်ထရန့်ဟာအမေရိကန်အသေးပြောင်းတဲ့ငွေကြေးဖောင်းပွားမှုပုံမဆိုးခင်မှာစစ်ပွဲကိုအဆုံးသတ်ဖို့ရွေးလိုက်မယ်လို့ယူဆထားတဲ့ဗျူဟာဖြစ်ပါတယ်။လက်ရှိမှာအမေရိကန်စစ်သား6ယောက်သေဆုံးခဲ့ပြီးလေယာဉ်3စင်းပစ်ခတ်ထားရတဲ့အပြင်တန်ယုံနဲ့စစ်စခန်းတွေလည်းပဲထိခိုက်ခံရပါတယ်။ Hezbollah စစ်ထဲပါလာတယ်လို့ဒုံးခွင်းစနစ်တွေကုန်ခန်းလာလို့ပင်လယ်ကွေ့နိုင်ငံတွေစိုးရိမ်နေကြပါတယ်။ဆော်ဒီနဲ့ကာတာကစွမ်းအင်စက်ရုံတွေတက်ခတ်ခင်ရလို့စွမ်းအင်ဈေးတွေတိုးတက်သွားချိန်မှာဟော်မုတ်ရေလေကြောင်းမှာရေကြောင်းတော်လာမှုရပ်တန့်လို့နေပါဖြစ်နေခဲ့ပါတယ်။မတ်လ2ရက်မှာအီရန်အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးအလီလာရီဂျော်နီက၎င်းတို့အနေနဲ့ရေရှည်စစ်ပွဲအတွက်ပြင်ဆင်ထားတယ်လို့ပြောပါတယ်။တစ်ဖက်မှာအစ္စရေးနဲ့အမေရိကန်ကအီရန်ရဲ့ဒုံးကျည်ကွန်ရက်တွေကိုအမြန်ဆုံးဖျက်ဆီးဖို့ကြိုးစားနေပါတယ်။မတ်လ2ရက်နေ့မှာပဲထရန့်ကစစ်ပွဲကိုနောက်တစ်လဆက်နွှဲမယ်လို့ကြွေးကြော်ထားပြီးတော့နိုင်ငံခြားရေးဝန်ကြီးမာဂိုရူဘီကလည်းအပြင်းထန်ဆုံးထိုးနှက်ချက်တွေလာဖို့ရှိတယ်လို့ပြောပါတယ်။အမေရိကန်ကလူထုအုံကြွမှုဖြစ်စေဖို့အီရန်ကလူနည်းစုကိုပါလှုံ့ဆော်နေတယ်လို့လေ့လာသိရှိသူတွေကဆိုပါတယ်ပင်လယ်ကွေ့နိုင်ငံတွေကထိခိုက်မှုကိုညီညွတ်ရင်ဆိုင်မယ်လို့ကြေညာထားပါတယ်။အမေရိကန်တပ်တွေကိုလေပိုင်နဲ့နေမြေအုံပြုခွင့်ပို့ပေးလာနိုင်တယ်လို့လည်းအရှိလေပိုင်းကျွမ်းကျင်သူဟာဆန်တီအန်ဟာဆန်ကပြောပါတယ်။ပြည်တင်နဲ့ဂျာမနီတို့ကလည်းပင်လယ်ကွေ့ကသူတို့အကျိုးစီးပွားရေးကိုကာကွယ်မယ်လို့ထုတ်ပြန်ထားပါတယ်။ Trump ကဗင်နီဇွဲလားမှာလိုခေါင်းဆောင်ကိုဖမ်းဆီးပြီးအစိုးရရန်တရားချန်ထားခဲ့တဲ့ပုံစံမျိုးကိုသဘောကျနေပါတယ်။ကွယ်လွန်သွားတဲ့အီရန်အဓိပတိအာယာတိုလာအလီခါမီနီအနေရာမှာတဘောထားမပြင်းထန်တဲ့အစိုးရမျိုးအစွာထိုးနိုင်ရင်ပဲအောင်မြင်ပြီလို့ပြောလို့ရနေပါတယ်။နိုင်ငံခြားရေးမူဝါဒလေ့လာသူမက်ထရူခရိုနက်စ်ကတော့ထရန့်ဟာရေရှည်စစ်ပွဲကိုမလိုလားတာကြောင့်အချိန်မရွေးစစ်ရက်ပြီးအောင်မြင်မှုလို့ကြေညာနိုင်ပါတယ်လို့သုံးသပ်ပါတယ်။လက်ရှိအမေရိကန်ဗျူဟာကဘာကိုဆိုလိုတဲ့ဆိုတာထက်ဘာကိုရှောင်ရှားခြင်းလဲဆိုတာကိုပိုပြီးအခြေခံနေတယ်လို့သူကဆက်လက်သုံးသပ်ထားပါတယ်။ပြည်သူကြီးတို့အနေနဲ့ရောအရှိလေပိုင်းတိုက်ပွဲမှာဘယ်နိုင်ငံကနေပြီးအသာစီးရပြီးအနိုင်ရရှိမယ်လို့ထင်မြင်သုံးသပ်ပါတယ်ရှင်။အတွင်းမြင်လေးကိုကွန်မန့်မှာရေးခဲ့ပေးလို့ရပါတယ်နော်။